အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုလေးကနေပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီ US ဘက်ကိုကျွန်တော်တို့ visa တွေပိတ်သွားပြီးတော့ဒီ US ကိုသွားဖို့ plan တွေပြတ်သွားတဲ့လူတွေပေါ့နော်အများစုဒီ Europe ကိုလာကြမယ်လို့ထင်ပါတယ်ပြီးတော့ကျွန်တော်အရင်ခောက်ကတင်လိုက်တဲ့ post လေးရလဲဒီ Europe ကိုလာဖို့အတွက်ကိုဘယ်လိုပြင်ဆင်ခဲ့ရလဲပါလဲဆိုတော့ကျွန်တော်ဒီလာမေးရလူတွေလည်းရမ်းများတဲ့အတွက်ကြောင့်ကျွန်တော်ဗီဒီယိုလေးပဲလုပ်လိုက်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ student visa အကြောင်းကိုကျွန်တော်အသေးစိတ်ရှင်းပြသွားပေးပါမယ်ကျွန်တော်ဒီ Germany ကိုလာမယ်ဆိုရင် visa မျိုးစုံရှိရပေါ့နော် visa အလုပ် visa တွေလည်းရှိမယ် student visa တွေလည်းရှိမယ် student ဟောမှာဒီအလုံးနဲ့ student နဲ့ပေါင်းထားရရှိရမျိုးစုံပေါ့နော် visa မျိုးမျိုးစစရှိတယ်အဲ့ဒီမှာကျွန်တော်အဓိကအရေးကြီးဆုံးနဲ့အလွယ်ဆုံးဖြစ်တဲ့ကျွန်တော်ဒီ student visa ကိုပြောသွားပေးပါမယ်ဆိုတော့ကျွန်တော်တို့ဒီ Germany ကိုလာမယ်ဆိုရင်ကျွန်တော်တို့ဒီ student visa ရှောက်မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးကျောင်းရွေးရပါမယ်ဒီ Germany နိုင်ငံမှာရှိနေတဲ့ဒီကျောင်းတွေကဝင်ခွင့်ရအောင်လုပ်ရပါမယ်ဝင်ခွင့်ရပြီဆိုရင်ကျွန်တော်ဒီ visa process ကိုစလို့ရရပါတော့ Okay အဲ့ဆိုကျောင်းရွေးအခါကျရင်ဘယ်လိုရွေးမလဲ Germany မှာကကျွန်တော်ကျောင်းက2မျိုးနှစ်စားရှိပါတယ်ပထမတစ်ချက်က public ကျောင်းပါ public university ပါဒီအစိုးရဖွင့်တဲ့ကျောင်းပေါ့နော်ပြီးနောက်ခါကျရင်တော့ကျွန်တော်ဒီ private university ဆိုတာရှိပါတယ်အဲ့ဒါကြောင့်ဒီအစိုးရမဟုတ်ဘဲနဲ့ဒီပုဂ္ဂလဒီတတိပုဂ္ဂလပေါ့နော်အဲ့လိုဖွင့်တဲ့ကျောင်းတွေပါအဲ့လိုကျောင်းကိုလည်းရွေးလို့ရပါတယ်ဘယ်ကျောင်းအစိုးရကျောင်းဖြစ်ဖြစ်ဒီပုဂ္ဂလကျောင်းဖြစ်ဖြစ်ကျွန်တော်တို့ဘယ်ကျောင်းကဝင်ခွင့်ရကျွန်တော်ဒီ Germany visa ကိုရှောက်လို့ရပါတယ်တကယ်လို့အခုဒီ Germany ကိုလာမယ်ဆိုရင်ကိုယ့်ရဲ့အရင်ဆုံးပထမဆုံးအရေးကြီးတာ German စကားပြောပါကျွန်တော် German စကားပြောဖို့ကျွန်တော် level ရအောင် A1 A2 B1 B2 C1 C2 ဆိုပြီး level 6ခုရှိရပေါ့နော်ကျွန်တော်တို့အဲ့မှာB1 သို့မဟုတ် B2 ရထားတယ်ဆိုရင်ဒီ mid level ပေါ့နော်level German စကားလည်းရထားတယ်ဆိုရင်ကျွန်တော်ဒီ public ကျောင်းတွေရှောက်ရအရန်လွယ်ပါတယ် public ကျောင်းတွေရှောက်ရလွယ်တဲ့ခါကြတော့ကျွန်တော်ဒီအားသာချက်ကဘာရမလဲဆိုရင် public ကျောင်းဖြစ်တဲ့အတွက်ကြောင့်ပတ်စံတပြားမှမကုန်ပါဘူးကုန်ရင်လဲကျွန်တော်တို့ semester တစ်ခုမှာဒီ6လအောင်မှာ semester 6လစာတစ်ခုမှာ3-400ထန်ကုန်ပဲပေါ့နော်3-400ဆိုတော့ euro 3-400လောက်ပဲကုန်ပါပါတချို့ကျောင်းတွေဆိုလုံးဝအခမဲ့ပါလုံးဝကြားမှပေးကြမလို့ပဲနဲ့အဲ့အကြောင်းတွေလည်းရှိပါတယ်အဲ့အတွက်ကြောင့်ကျောင်းစရိတ်မကုန်မဲနဲ့ဂျာမနီကိုလာလို့ရပါမယ်ပြီးသွားရင်နောက်တစ်ခုကကျွန်တော်ဒီ private university ဟိုကဂျာမန်စကားမတတ်ဘူးဂျာမန်စကားလည်းမသင်ချင်ဘူးနောက်မှ AC အချိန်ယူပြီးသင်မယ်ဆိုရင်ကျွန်တော် private university ရွေးလို့ရပါတယ် private university ကအများစုကကျွန်တော်အင်္ဂလိပ်လိုပဲသင်တာပါအင်္ဂလိပ်လိုပဲသင်ပေးရပါဒီ public မှာလည်းအင်္ဂလိပ်လိုသင်တဲ့ဟာရှိပါတယ်တကယ်လို့ကိုကစူးစမ်းပြီးတော့ကိုကရှောက်ကြည့်ခြင်းနဲ့ဆိုရင်တော့ရှောက်ကြည့်ပါဒါပေမဲ့ရဖို့အာမခံချက်ကနည်းပါတယ်ဟုတ်ဆိုအဲ့လိုပဲကိုလိုပဲခြားဒီတကဘာလုံးကလူတွေကဝိုင်းပြီးစုပြုံရှောက်နေတာဖြစ်တဲ့အတွက်ကြောင့်ရဖို့ percentage ကနည်းပါလိမ့်မယ်အဲ့တော့ကကျွန်တော်ဒီ private university okay private university မှာကိုကြိုက်တဲ့ major ကိုရွေးလို့ရမယ်ဟိုမှာမြန်မာပြည်ကနောက်တစ်ချက်ရှိတယ် sorry public university ရှောက်မယ်ဆိုရင်ကျွန်တော်ကဒီ Germany ကလက္ခဏာ12တန်းပညာရေးဖြစ်တဲ့အတွက်ကြောင့်မြန်မာပြည်က10တန်းအောင်ပြီးတော့ public ကိုတန်းလာတယ်ဆိုရင်ဟိုချက်ချင်းပေါ့နော် bachelor ကိုတက်လို့မရအောင်ဂျာမှာ foundation ခံရတာလို့တော့မဟုတ်ဒီမြန်မာပြည်က university တစ်နှစ်နှစ်နှစ်ဟာခံရတာပေါ့ဗာညာအလုံးဒီလန်ကချို့လောက်ရပေါ့နော် okay အဲ့လိုမဟုတ်ဘူးဒီ private ဆိုရင်တော့ကျွန်တော်ဒီ10တန်းအောင်ပြီးရတယ်10တန်းအောင်လက်မှတ်တစ်ခုနဲ့တင်ဒီဂျာမှာဒီ12တန်းပညာရေးမရှိပဲဒီတန်းပြီးတော့ရှောက်လို့ရပါတယ် private ကပြီးတော့အင်္ဂလိပ်လို program တွေပဲအများကြီးပါကျွန်တော် major တွေရောဒီအကုန်ရှိပါကျွန်တော်အနုပညာနဲ့ပတ်သက်တာရှိမယ်စီးပွားရေးနဲ့ပတ်သက်တာရှိမယ်ဒီ digital media နဲ့ပတ်သက်တာရှိမယ် IT နဲ့ပတ်သက်တာမျိုးစုံရှိမယ်ပဲเนาะဒါပေမဲ့တခုရှိရကျွန်တော် private ဆိုရင်တော့ကျောင်းစရိတ်ပေးရပါတယ်ကျောင်းစရိတ်က semester တစ်ခုဆိုရင်ကျွန်တော်ဒီ6လစာပေါ့နော်semester တစ်ခု6လစာကိုကျွန်တော် euro 2000ကနေပြီးတော့ကျွန်တော်တို့အစား1000 2000ထိမျိုးစုံရှိနိုင်မှာဒါကိုတက်မဲ့ program နဲ့ကိုတက်မဲ့ဟာဘယ်လောက်ထိမြင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျောင်းစရိတ်ကကုန်ကျမှုရှိနိုင်ပါတယ်ဒါဟာကျွန်တော်အခုပြောနေရတာ bachelor အတွက်ပြောနေရပါတော့เนาะပုံမှန် business management ဆိုရင်ကျွန်တော်တို့မြန်မာတွေကျွန်တော်ထားပါတော့
ဒီ10တန်းအမှတ်စဉ်ကောင်းနေပါညာဆိုရင် discount ပါနေရတယ်ဆိုရင်ကျွန်တော် euro 4000နဲ့6000ကြားမှာရှိနိုင်ပါတယ်ဒီ semester တစ်ခုစာပေါ့နော်ဒီ6လတစ်ခုစာအဲ့တော့ဒီတစ်နှစ်စာဆိုရင် euro 12000လောက်ကုန်နိုင်ပါတယ်ကျောင်းစရိတ်ကြီးပါပဲ okay ဘာပဲပြောပါကိုကအခုပတ်စံရှိရဲဘာညာဆိုတော့ပတ်စံရှိရဲဘယ်လိုပဲပြောတော့ဒီကျောင်းဝင်ခွင့်ရသွားပြီဆိုတော့နော်ဘယ်ကျောင်းပဲဖြစ် public ဖြစ် private ကျောင်းဝင်ခွင့်ရသွားပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲ okay ကျွန်တော်ကျောင်းဝင်ခွင့်ရသွားပြီဆိုရင်ကျွန်တော်တို့လောက်ရမှာ visa စလျှောက်ဖို့လောက်ရပါမယ် visa လျှောက်မယ်ဆိုရင်ကိုလက်ရှိနေတဲ့နိုင်ငံရဲ့တန်ရုံဝင်ရပါမယ်အဲ့မှာကျွန်တော်တို့ထားပြီးတော့စပြီးတော့ဖိထားမှာမြန်မာပြည်မှာရှိနေတဲ့လူတွေကကျွန်တော်မြန်မာပြည်ကဂျာမနီတန်ရုံမှာပဲဝင်ပြီးတော့ဖြည့်လို့ရပါတယ်ကျောင်းဝင်ခွင့်ရထားတယ်သူပြောတဲ့အချက်လက် document တွေအကုန်စုံနေဆိုရင် visa pass ဖြစ်ကိုဖြစ်ပါတယ်အဲ့တော့ကြောက်စရာမလိုပါဘူး okay ကျွန်တော်ဒီခါတော့ပြည်ပမှာရောက်နေတဲ့မြန်မာပြည်ထဲမှာရှိနေတယ်ပြည်ပတနေရာမှာရှိနေတဲ့မြန်မာတွေကဒီလိုလာမယ်ဆိုရင်ဘယ်လိုလုပ်မလဲအဲ့မေးခွန်းအတွက်ဖြေရကြတော့ကျွန်တော်ကိုလက်ရှိပြည်ပမှာရောက်နေတဲ့နိုင်ငံရဲ့ကျွန်တော်ဒီ valid visa ပေါ့နော် visit visa နဲ့အဲ့နိုင်ငံမှာရောက်နေလို့မရပါဘူးဥပမာထိုင်းမှာရောက်နေရယ်သို့မဟုတ်ဒူဘိုင်းမှာရောက်နေရယ်ဆိုရင်ဒူဘိုင်းရဲ့ထိုင်းရဲ့ဒီ visa ပေါ့နော် resident visa ရထားရပါမယ် resident visa ဆိုတာကျွန်တော်ဒီအလုပ်လုပ်နေတဲ့ visa ဒီတခြားပေါ့နော်ဥပမာတခြား visa ဆိုတခြား visa ပေါ့နော်ဒါပေမဲ့ visit visa နဲ့လုံးဝမရပါဘူးအဲ့လို visit မဟုတ်ပဲတခြား resident visa တစ်ခုနဲ့6လအထက်အဲ့နိုင်ငံမှာနေထိုင်ထားပြီဆိုရင်အဲ့နိုင်ငံကဂျာမန်တန်ရုံဝင်လို့ရပါတယ်မြန်မာပြည်ပြန်ပြီးတော့တန်ရုံဝင်စရာမလိုပါဘူးအဲ့အတွက်ကြောင့်လည်းအဲ့အားကြရင်လည်းကျွန်တော်ဥမာချိုးကြလည်းကျွန်တော်နားလည်းမြန်မာပြည်ကိုပြန်ဝင်ရမှာကြောက်တဲ့အတွက်ကြောင့် okay ထိုင်းမှာရောက်နေဆိုထိုင်းမှာရှိနေ visa တခုကို valid visa နဲ့နေပါ6လအထက်ရောက်ပြီဆိုတော့ကျွန်တော်ကြောင်းလာလို့ရပါတယ်အဲ့ဒါကျွန်တော်ဒီ visa သဘောတရားအရာပါတော့တန်ရုံဝင်ခွင့်သဘောတရားအရာပါပြီးသွားရင်နောက်ကကျွန်တော်တို့ဒီဒါ bachelor အတွက်ပြီးသွားဆိုတော့ master သမားတွေပြောမယ် master ဆက်တက်ချင်တဲ့လူတွေဥမာအသက်ကြီးပြီဒီ master တက်မယ်ဆိုတဲ့လူတွေကဒီဘက်ကိုလာမယ်ဆိုရင် public ကိုအဓိကထားလျှောက်လို့ရပါတယ်မကြောက်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော် public ကျောင်းတွေတော်တော်များများက master program ကိုအင်္ဂလိပ်လိုသင်တာပါအဲ့အတွက်ကြောင့် master တက်မဲ့လူတွေအနေနဲ့ကကျောင်းစိတ်အများကြီးတက်တာဝနိုင်ပါတယ်ဘာလို့လဲဆိုတော့ public ကျောင်းတွေပို့ပြီးတော့အခွင့်အလမ်းရှိလို့ပါဒါပေမဲ့ bachelor ဆိုရင်တော့လုံးဝအခွင့်အလမ်းရဖို့ percentage နည်းပါတယ် master ဆိုရင်တော့ရဖို့ percentage ရများပါတယ်အဲ့အတွက်ကြောင့် master သမားတွေရောကျွန်တော်အကြံပေးချင်တာဒီ public ကျောင်းတွေကိုတေချာလျှောက်ကြည့်ပါရနိုင်ပါတယ် okay ပြီးတော့နောက်တစ်ချက်ရေးကြည့်ရပါတော့နောက်ထပ်အချက်ရေးချက်ဒီ Germany ရဲ့ lawyer ဒီ Europe ဒီ Germany ကိုလာပြီးပညာသင်မဲ့ဘာလာမယ်ဆိုရင်ဘယ်လိုပဲလာမယ်ဆိုရင်ကျွန်တော် blog ဘန်ကောင်းလောက်ရပါတယ်သဘောကကျွန်တော်ဒီမှာကျောင်းဝင်ခွင့်ရပါတယ်ဘယ်ကျောင်းကဝင်ခွင့်ပေးဒီမှာတစ်နှစ်စာနေထိုင်စားတောက်ဖို့စိသူအနည်းဆုံးလက်ရှိကျွန်တော်နောက်ဆုံးပြထားသူလောရဆိုရင်ယူရို12000ပတ်ချလဲလောက်ရပါတယ်အဲ့တစ်နှစ်စာပါအပြင်တလာချင်းစီကိုယ့်ရဲ့ဒီမှာရောက်ရင်ကိုယ်မှာရောက်ရင်ဘန်ကောက်ဖွင့်လိုက်တာနဲ့ဒီရဲ့ဘန်ကောက်တလာချင်းစီတလာဘယ်လောက်ဆိုပြီးတော့လစာသဘောမျိုးပြောင်းဝင်လာမှာပါအဲ့ပစံမဆုံးတော့ပါဘူးသဘောက deposit တစ်နှစ်စာကြိုပြီးတော့တင်ထားရဆိုတဲ့သဘောပါပဲဒါပေမဲ့တလာချင်းစီကိုလစာလိုမျိုးပြန်ပေးပါတယ်အဲ့လိုသူကဘာလို့လောက်ရလဲဆိုတော့ဒီ Germany ကိုရောက်လာလို့အလုံးမလုံးဘူးပဲထားအလုံးမလုံးဖြစ်ဘူးပဲထားအဲ့လိုဆိုရင်ကျွန်တော်ဒီကိုရတဲ့ပတ်စံဥမှာ12000လောက်တယ်ဆိုရင်12000 block လောက်ထားရဲဆိုရင်တစ်လကို euro 1000ပြန်ရမယ် euro 1000ဆိုရင်ကျွန်တော်နေထိုင်စားတောက်စရိတ်တွေဒီမှာအိမ်စရိတ်စားစရိတ်တောက်စရိတ်အကုန်လုံး1000နဲ့လောက်အောင်သုံးလို့ရရပေါ့နော်အဲ့အတွက်ကြောင့်သူကအဲ့လိုလုပ်ထားတာပါ okay ဒါက blog bank အကောင့်အကြောင်းပေါ့နော်ကျွန်တော်တို့ပြီးသွားရင်နောက်ကဒီကိုလာမယ်ဆိုရင်ကျွန်တော် health insurance လောက်ရပါတယ် health insurance ကကျန်းမာရေးအာမခံအဲ့ဟာလည်းကျွန်တော်ဒီတစ်လကိုဘယ်လောက်ဆိုပြီးတော့ပေးရပါတယ်အဲ့ဟာလည်းသူကလည်း public နဲ့ private ဆိုရင်နှစ်ခုရှိသွားပြန်ပါတယ်အဲ့လိုပဲ public insurance နဲ့ private insurance ဆိုရင် health insurance နှစ်ခုရှိရပါတော့သူလောလောဆယ်ပြောထားရဲ့သူရဲ့ lawyer ဒီအသက်30အထက်လား31လားကျွန်တော်သိချောင်းမှမကြောက်ပါပြီး
ကျွန်တော်ကြည့်ပေးမယ်အဲ့ထက်ဆိုရင်ကျွန်တော် private health insurance ယူရပါတယ်အဲ့အသက်အောက်ဆိုရင်တော့ကျွန်တော်ဒီ public health insurance နဲ့အဆင်ပြေပါတယ်ကျွန်တော်တို့ public health insurance ကိုဘယ်လိုယူရမလဲမသိဘူးဆိုရင်ဘာမှမစိုးရိမ်ပါနဲ့ကျွန်တော်တို့ဒီ block bank account လုပ်တဲ့ခါကျရင်ကျွန်တော်တို့ဒီမှာသုံးတဲ့ service တွေရှိရဥပမာ Expatrio တို့ Fintiba တို့ပေါ့နော်အဲ့မှာ block bank account လုပ်ရင်းနဲ့တခါတည်း health insurance ကိုပါတခါတည်းတွဲပြီးတော့ယူလိုက်လို့ရတယ်အဲ့တော့ကြောင့်ဘာမှဒီမှာအာရုံစားကြရမလို့ဘူးအဲ့ဒါကျွန်တော်ဒီ health insurance အကြောင်းပေါ့ပြီးသွားရင်ကျွန်တော် okay visa ရပြီဆိုရင်တော့ဂျာမနီကိုချောမျိုးလာလို့ရပါတယ်ပြီးတော့အရေးကြီးဆုံးအကုန်လုံးသဘောကျမယ်ဆိုတဲ့အချက်တစ်ချက်ရှိရပါတော့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အိမ်အောင်ကြနေတဲ့လူတွေကလေးရှိရလူတွေမိသားစုလိုက်ဒီဘက်ကိုလာချင်တဲ့လူတွေလာလို့ရပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဂျာမနီရဲ့ student visa အရာကကျောင်းသားတယောက်ကဒီမှာကျောင်းလာတဲ့တကယ်လို့သူ့မှာ dependent ရှိတယ်wife or spouse or husband ရှိရဆိုရင်အဲ့လူကိုပါကိုကဒီအိမ်နေထိုင်ဖို့အိမ်နေစရာဒီပတ်စံပေါ့နော်ကို support ပေးနိုင်တဲ့ပမာဏပြနိုင်တယ်ဥပမာ blog bank ကတော့မှလူ2ယောက်စာပြနိုင်တယ်ဆိုရင်2ယောက်လုံးတူတူလာလို့ရတယ်ဥပမာကလေးပါခေါ်မယ်ဆိုရင်ကလေးအတွက်ပါဒီအကုန်လုံးပြဟိုမှာလူ1ယောက်ဆို1ယောက်စာ2ယောက်ဆို2ယောက်စာ3ယောက်ဆို3ယောက်စာပေါ့နော်ကလေးကကျတော့အသက်16နှစ်အောက်ကလေးကိုခေါ်လို့ရပါတယ်အဲ့တော့3ယောက်လုံးစာကိုကပတ်စံတက်နိုင်တယ်မိသားစုလိုက်ပတ်စံတက်နိုင်တယ်မိသားစုလိုက်ဒီယူရိုဘတ်ကိုခြေချပြောင်းကျင်တယ်ဆိုရင်တော့အဲ့လိုလုပ်ပြီးတော့ကျွန်တော်ဒီ blog bank ကလည်းဒီ student visa ကိုမိသားစုကတစ်ခါလေးခေါ်ပြီးတော့ dependent တွေပါခေါ်ပြီးတော့လာလို့ရပါတယ်အဲ့ဒါကိုလည်းကျွန်တော် university တော်တော်များများက support လုပ်ပေးပါတယ်ဒီ visa နဲ့ပတ်သက်ပြီးတော့ဒီမိသားစုတစ်ခုလုံးစာလာဖို့အတွက်ကိုကျောင်းကနေပြီးတော့အကုန်လုံးတာဝန်ယူပြီးစီစဉ်ပေးပါတယ်သူမှစာထုတ်ပေးရပေါ့နော်ကျွန်တော်ဒီတန်ရုံအတွက်ကိုမင်းကောင်းပေါ့နော်okay အဲ့ဒါကျွန်တော်ဒီနေ့ကျွန်တော်လာပြီးတော့ဒီအရှိရက်တွေပေါ့နော်လာမေးကြတဲ့လူတော်တော်များများရဲ့မေးခွန်းတွေအကုန်လုံးကျွန်တော်ဒီဗီဒီယိုလေးလုပ်ပြီးတော့အကုန်လုံးသိအောင်လို့ကျွန်တော်ရိုက်ပေးလိုက်တာပေါ့နော်တကယ်လို့ကျွန်တော်လာဒီဗီဒီယိုမှာပါတဲ့မေးခွန်းတွေရှိတယ်ဥပမာမေးချင်တာရှိတယ်ဆိုတော့ကျွန်တော်လာမေးပြီးတော့ချက်ပေါက်မှာမေးထားလို့ရပါတယ်ကျွန်တော်အားရင်အားသလိုစာပြန်ပေးပါမယ်မဟုတ်ရင်လည်းကျွန်တော်မေးခွန်းလေး collect လုပ်ထားပြီးတော့အခုလိုဗီဒီယိုလေးပြန်ပြီးတော့တင်ပေးပါမယ် okay အားဆိုရင်အားလုံးပဲ bye bye ကျေးဇူးပါစောင့်ကြည့်ကြည့်ပေးတဲ့အတွက်